好，ကျွန်တော်ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းမှူးဦးလင်းကျော်ပါခင်ဗျကျွန်တော်ဒီအခုကျွန်တော်လောက်မဲ့ဒီပွဲစီစဉ်ပေါ့နော်ဟုတ်ကဲ့အဓိကပါတွေ့ရပြီးတော့လောက်နေတယ်ဆိုတော့ဥစားလေးစဉ်းစားလို့ဟုတ်ကဲ့ကျွန်တော်ဒီနေ့ပြည်တော်စုရွေးကောက်ပွဲကော်မရှင်နဲ့ရွေးကောက်ပွဲမှာပါဝင်ပတ်သက်တဲ့ခန္ဓာဆောင်မှာပါဝင်ပတ်သက်တဲ့နိုင်ငံရေးပါတီတွေအရက်ဘက်လူမှုဖွဲ့စည်းတွေမီဒီယာတွေနဲ့တွေ့ဆုံပွဲရည်ရွယ်ချက်ကတော့2020အထွေထွေရွေးကောက်ပွဲမှာပြည်စုံမှန်ကန်တဲ့မဲစင်းကိုရရှိအောင်ကျွန်တော်တို့ကော်မရှင်တွေရဲ့နိုင်ငံရေးပါတီတွေရဲ့အရက်ဘက်ဖွဲ့စည်းတွေရဲ့နောက်မီဒီယာပိုင်းရဲ့မဲဆန္ဒရှင်တွေရဲ့ပူးပေါင်းပြီးတော့ပြည်စုံမှန်ကန်တဲ့မဲစင်းကိုရရှိဖို့အတွက်ပူးပေါင်းဆောင်ရွက်နိုင်မှုအတွက်တွေ့ဆုံပွဲလေးတစ်ခုပါခင်ဗျဒီပွဲနဲ့ပတ်သက်ပြီးတော့ဒီထူးခြားချက်တွေပေါ့နော်ဒီပြည်ချုံစုဘက်ကနေလူကြီးလာတယ်လို့ကြားရတော့ဟုတ်ကဲ့အဓိကပါဒီပူးပေါင်းဆောင်ရွက်မှုရှိတယ်လေဟုတ်အဓိကပူးပေါင်းဆောင်ရွက်ဖို့ကတော့ကျွန်တော်တို့ကစီမံချက်ရေးဆွဲထားတာရှိပါတယ်အဲ့စီမံချက်ကတော့ပြည်တော်စုရွေးကောက်ပွဲကော်မရှင်ရဲ့နောက်ပြည်တော်စုအစိုးရအဖွဲ့ရုံးရဲ့လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနရဲ့သုံးဌာနပေါင်းပြီးတော့မဲဆန္ဒရှင်စင်းပြုစုနိုင်မှုတဲ့စီမံချက်လေးဆွဲထားတယ်အဲ့စီမံချက်ထဲမှာကထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကနေမှဦးစီးပြီးတော့လူဦးရေစင်းအိမ်တော်စုလူဦးရေစင်းတွေကောက်ပါမယ်ကောက်ပြီးတော့အဲ့အချက်လက်တွေပေါ်မှာမူတည်ပြီးတော့လာဝကဘိုင်းကနေမှသူကပြန်စီစစ်ပေးမယ်စီစစ်ပြီးရလာတဲ့အိမ်တော်စုလူဦးရေစင်းတွေအားလုံးကျွန်တော်တို့အဲ့မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဖွဲ့ခွဲတွေကနေမှအခြေခံမဲစင်းဖြစ်ပြောင်းလဲနိုင်မှုအတွက်စီမံချက်ရေးဆွဲထားပြီးတော့အဲ့စီမံချက်ထဲမှာပါတဲ့အချက်လက်လေးကိုကျွန်တော်အနေနဲ့ရှင်းပြပြီးတော့ဆွေးနွေးပေးမယ်အဲ့အချက်လက်တွေပေါ်မှာမူတည်ပြီးတော့တက်ရောက်လာတဲ့ဒီကဏ္ဍဆောင်အပေါင်းပတ်သက်တဲ့ပုံကိုယ်တွေကလူကြီးတွေကနေမှကျွန်တော်တို့ဘယ်လိုပူးပေါင်းဆောင်ရွက်ကြမယ်ဆိုတဲ့အကြံကောင်းတွေကိုကျွန်တော်တို့ရယူတော့ဖို့ရည်ရွယ်ပါတယ်အဲ့ဒီလောက်မဲ့ဥစ္စာကဘေးလောက်ကနေစဖြစ်မှာဘေးအတိုင်းတာတိလောက်ဟုတ်ကဲ့ကျွန်တော်ဒီ2019ဂျွန်လကနေမှစနေပါတယ်ခင်ဗျ2019ဂျွန်လမှာတော့တင်တန်းနေပြီးတယ်ပေါ့ဒီဇူလိုင်လပထမပတ်ထဲမှာလည်းစင်ပေါ်တင်တန်းတွေကိုတကယ်ကောက်ယူမဲ့ဖွဲ့တွေကိုစင်ပေါ်တင်တန်းထပ်ပေးနေတယ်ပေးပြီးတာနဲ့ကိုဒီဇူလိုင်လကနေမှဩဂတ်လထိပေါ့နှစ်လအတွင်းကိုအိမ်တော်လူကြီးစင်းတွေကိုကောက်မယ်ကောက်ပြီးတာနဲ့ရလာတဲ့အချက်လက်တွေကိုတပတ်တစ်ချိန်ပေါ့တပတ်တစ်ချိန်ကျွန်တော်တို့အခြေခံမဲစင်းပြုစုမဲ့မြို့နယ်ကော်မရှင်ဖွဲ့ခွဲတွေကိုအပ်မယ်အဲ့ဒီကာလတော့ကျွန်တော်ဒီဇူလိုင်လနဲ့စက်တင်ဘာလထိပေါ့3လကာလအတွင်းကိုကျွန်တော်တို့ဆက်ပြီးတော့အခြေခံမဲစင်းရတဲ့အထိအောင်ဆော်တော့မှာဖြစ်ပါတယ်ဒီမဲစင်းနဲ့ပတ်သက်ပြီးတော့အရင်နှစ်ဒီ2010ရော15ရောကြားဖြတ်ရောဒီမဲစင်းဟန်ကန်မှုဒီတချို့နေရာမှာလွှဲနေတာရှိတယ်လို့ကြားရတယ်ဟုတ်ပါတယ်အဲ့ဒီဥစ္စာကပါခက်ခဲတွေရှိလို့ပေါ့နော်အဲ့ဒါလေးဒီပြဿနာရှိလို့အခုကပြန်ပြီးတော့အကောင်းဆုံးဖြစ်အောင်ပြန်ပြင်ဆင်ရတဲ့သဘောလားဟုတ်ပါတယ်ကျွန်တော်တို့2015တုန်းကဆိုရင်တော့alphabet နဲ့လောက်တာပေါ့ alphabet နဲ့ဖြစ်တဲ့အတွက်ကြောင့်သူ့ရဲ့မိသားစုတွေကွဲပြားပြီးတော့မဲစင်းမှာလာကြည့်ရတယ်နောက်တချို့နေရာတွေမှာဆိုလို့ရှိရင်လည်းမိသားစုတစုတွေကိုပဲမဲယုံခွဲသွားတဲ့ဟာတွေရှိတယ်အဲ့တော့ကျွန်တော်အဲ့ပြည်တော်ရွေးကောက်ပွဲကော်မရှင်ကနေမှကျွန်တော်2019ဂျားပြည့်ရွေးကောက်ပွဲကနေစပြီးတော့အိမ်တော်စုလိုက်မဲစင်းတွေကိုထုတ်ပြန်ကြေညာနိုင်မှုအတွက်စပြီးလုပ်ခဲ့တယ်2018မှာလည်းအိမ်တော်စုလိုက်လုပ်တယ်ဒီထက်မကပိုပြီးပြည့်စုံနိုင်ဖို့အတွက်ကိုရည်ရွယ်ပြီးတော့ဒီ2020အထွေထွေရွေးကောက်ပွဲမှာတော့ဒီထက်ပိုမိုပြည့်စုံအောင်ဆိုပြီးတော့ကျန်တဲ့ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွေလောက်ဝကတွေနဲ့ပူးပေါင်းပြီးတော့ဆောင်ရွက်တာဖြစ်ပါတယ်တချို့တွေကကျွန်တော်လေ့လာတလို့ပေါ့နော်ဒီကျူတင်မေးစင်ကနေနေပြီးတော့ဒီမြေတမာမှုတွေဖြစ်လာနိုင်ဖွေကအများကြီးရှိတယ်လို့ကြားသိရပါတယ်အဲ့ဒီကျူတင်မေးကိစ္စကဘယ်လိုဆောင်ရွက်ဖို့အစီအစဉ်ရှိတယ်လေအရင်ကလည်းဘယ်လိုဆောင်ရွက်ခဲ့တယ်ကျူတင်မဲနဲ့ပတ်သက်လို့တော့2010ကနေစပြီးတဲ့ဒီကျူတင်မဲနဲ့ပတ်သက်တဲ့ရွေးကောက်ပွဲလွှတ်တော်ရွေးကောက်ပွဲဥပဒေနည်းဥပဒေထဲမှာပေါ့ပြဋ္ဌာန်းထားပြီးသားဖြစ်တယ်ပြဋ္ဌာန်းထားတဲ့ဟာကိုရွေးကောက်ပွဲအတွေ့အကြုံတွေနည်းတဲ့ကျွန်တော်တို့ကော်မရှင်ပိုင်းရယ်ရွေးကောက်ပွဲအတွေ့အကြုံတွေကိုဖတ်ရှုဖို့အတွက်လိုအပ်နေသေးတဲ့နိုင်ငံရေးပါတီတွေရယ်နောက်ပြည်သူလူထုတွေပေါ့ဒီဟာတွေရတာကျွန်တော်တို့ဒီဥပဒေပြဋ္ဌာန်းထားတဲ့ဥပဒေနည်းဥပဒေတွေကိုတိတိကျကျနဲ့ပေါ့အကောင့်ထဲပေါ်မှုအားနည်းလို့တာဒီကြိုတင်မဲရဲ့ပြဿနာအမဲဆက်တွေကဒီ2010မှာကြုံတွေ့ခဲ့ရပေါ့အဲ့ဒီကြုံတွေ့တဲ့ပုံကျွန်တော်တို့ကနမူနာယူပြီးတော့တင်နန်းနေပြီးတဲ့အခါမှာငကိုပြဋ္ဌာန်းထားပြီးသားဥပဒေတွေပဲဒါတွေကိုတေချာနားလည်လွယ်အောင်2015ကနေစပြီးတော့မဲယုံမှုတာဝန်ထမ်းဆောင်မဲယုံမှုတွေမဲယုံဖွဲ့ဝင်တွေနောက်ရကြေးကော်မရှင်တွေကိုအကြိုတင်မဲနဲ့ပတ်သက်လို့ပြဋ္ဌာန်းထားတဲ့အတိုင်းကိုတိတိကျကျနဲ့ဆောင်ရွက်နိုင်မှုအတွက်ကိုကျွန်တော်တို့တင်နန်းတွေကိုပို့ပြီးတော့ပေါ့တိုးချဲ့ပြီးတော့
ဆောင်ရွက်ပြီးတော့ပို့ချတဲ့အခါမှာ2010နဲ့မတူဘဲနဲ့2015မှာတော့ဒီဟိုနဲ့ကြိုတင်မဲနဲ့ပတ်သက်ပြီးတော့ဟိုညော်နေသွားတယ်ပေါ့ညော်နေတော့ပပျောက်သွားတယ်လို့တော့ကျွန်တော်မပြောလို့ညော်နေသွားတယ်ပေါ့ဒီထက်မကညော်နေအောင်လဲ2019ကြားပြတ်2018ကြားပြတ်ဒီမှာလဲကျွန်တော်တင်နှန်းပေးတဲ့အခါဒီမှာတည်တည်ချာချာလေးကိုဆောင်ရွက်ခဲ့တယ်2020မှာတော့ဒီထက်မကပို့ပြီးတော့ပေါ့အလုံးစုံကြိုတင်မဲနဲ့ပတ်သက်လို့အပြစ်အနာစာလုံးဝမရှိအောင်ကျွန်တော်ဆက်ပြီးတော့ဆောင်ရွက်သွားဖို့ရှိပါတယ်အခု2020ရွေးကောက်ပွဲအတွက်ပေါ့နော်ဟုတ်ကဲ့ဒီကျွန်တော်ပါတီချင်းပါတီမှာချင်းပြည်နယ်မှာပါတီပဲတစ်ခုလောက်ပြန်ဖို့ရှိတယ်လေလို့ဟိုအဲ့ဒီတရင်ရောရပြီးသားရှိသလားပေါ့ပြီးရင်တပီလုံးတန်းတာနဲ့ဟိုပါတီပေါင်းဘယ်လောက်ဟုတ်ကဲ့ချင်းပြည်နယ်ထဲမှာပါတီက73ပါတီရှိတယ်ခင်ဗျပါဝင်ရှင်ပြိုင်ခြင်းမရှင်ပြိုင်ခြင်းကတော့ကျွန်တော်ပြည်တော်ရွေးကောက်ပွဲကော်မရှင်ကနေကိုယ်စားလှယ်လောင်းတွေကို6လခေါ်တဲ့အချိန်ပေါ့အဆို6လတင်ခိုင်းတဲ့အချိန်ကြာမှပဲဘယ်ပါတီကတော့ဘယ်လွှတ်တော်တွေမှာပြိုင်ပါမယ်ဆိုတဲ့အောင်ကျွန်တော်တိတိကျကျဟိုပြောလို့ရပါမှာခင်ဗျဒီမစ္စန္ဒပီတူရီရောဒီကိုမှာဝင်ပြမဲ့ပါတီတွေရောဟိုအရက်ဖက်ဖွဲ့စည်းတွေရောမီဒီယာတွေရောမှားချချင်တာများပိုင်းရှိမှားချချင်တာတော့မရှိပါဘူးကျွန်တော်အနေနဲ့တော့အကူအညီတောင်းချင်တာပေါ့ကျွန်တော်တို့ဒီရွေးကောက်ပွဲလုပ်ငန်းစဉ်တစ်ခုချင်းစီတိုင်းမှာရွေးကောက်ပွဲကော်မရှင်တစ်ခုတည်းနဲ့ပဲလုပ်လို့ရတဲ့အနေအထားဟိုတနေရာမှမရှိပါဘူးနိုင်ငံရေးပါတီတွေနောက်အရက်ဘက်လူမှုဖွဲ့စည်းတွေမီဒီယာတွေနောက်မဲဆန္ဒရှင်တွေကိုယ်တိုင်ကပူးပေါင်းပါဝင်မှပဲကျွန်တော်တို့ပြည်စုံမှန်ကန်တဲ့မဲစင်းတွေရမယ်နောက်ရွေးကောက်ပွဲလုပ်ငန်းစဉ်တစ်ခုချင်းစီတိုင်းမှာပူးပေါင်းပါဝင်မှုအားကောင်းလေကိုယ်နိုင်ငံရဲ့ရွေးကောက်ပွဲဂုဏ်သိက္ခာနောက်ဒီမိုကရေစီရည်ချိန်တွေမြင့်လာမှာဖြစ်ပါတယ်ခင်ဗျကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်